အဲ့ရဲ့ရှိကြောလာမဲ့ပွဲချက်ပေါ့ခြေကြောမဲ့ပွဲပါအဲ့လိုမျိုးလောက်ပဲရှိတယ်တေးကြတော့အဲ့ဖလားမရဘူးမန်စီးတီးနဲ့လီဗာပူးပွဲရှိတယ်ဒါဆိုတော့ညီလေးဂျာပရိသတ်တယောက်အနေနဲ့ဘယ်လိုထင်လဲမန်စီးတီးပိုကောင်းမယ်လို့တော့ထင်တာပဲဒါတော့ဟုတ်ကဲ့မန်စီးလီဗာပူးနိုင်သွားမယ်ပေါ့ထင်တာပေါ့ဘယ်လိုလောက်ရှိမယ်ထင်ညာဖြစ်တော့ 2-0 လောက်ပေါ့ 2-0 မဟုတ် 1-0 ပေါ့ 1-0ပေါ့အာโอเคပါညီလေးကျေးဇူးပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ရမန်စီးနဲ့လီဗာပူးဆိုရင်ရောဘယ်လိုထင်လဲလီဗာပူးနိုင်မယ်ထင်တယ်မန်စီးတီးကတော်တော်ဖောင်ပြတ်နေတယ်တော့ခံစားဘယ်နှကူလောက်ဖြစ်သွားမယ်ထင်လဲ 2-0 3-2 လောက်လီဗာပူးကဒုတိယပိုင်းမှာပဲအဖြေပေါ်မှာထင်တယ်တော်တော်လေးဒါမန်စီးတီးနဲ့လီဗာပူးပွဲလေးရှိတယ်ဗျမန်စီးတီးရောလီဗာပူးကိုနိုင်မယ်ထင်လားမန်စီးတီးကနိုင်မှုတော့များနိုင်မှုတော့များဘယ်နှကူလောက်ဖြစ်မယ်ထင်လဲ2-0နဲ့1-22-0နဲ့1-0နဲ့ခုမန်စီးတီးနဲ့လီဗာပူးနဲ့ပွဲရှိတယ်ဒါရောဘယ်လိုထင်လဲအပွဲကကျွန်တော်အထင်ပြောရရင်တော့လီဗာပူးပဲနိုင်သွားမှာလို့ကျွန်တော်ထင်တယ်လီဗာပူးပဲနိုင်ပါမယ်ဒါမန်စီးတီးကရှုံးသွားရင်အာဆင်နယ်နဲ့အမှတ်တွေထပ်ပြတ်အောင်ပါနော်အာဆင်နယ်နဲ့အကြောင်းပြက်စီချင်တာမလားလီဗာပူးပဲအားပေးရအောင်ပဲချင်းဘယ်ကူလောက်ကြည့်မယ်တဲ့လဲ3-1အဲ့လောက်ထိကျွန်တော်ထင်တယ်လီဗာပူးဟုတ်မန်စီးတီးကလည်းဒီအာဆင်နယ်နဲ့ဝေးကွာမသွားဖို့အတွက်လိုက်နေရတာပေါ့ဒါမန်စီးတီးနဲ့လီဗာပူးနဲ့ထိတ်တိုက်တွေ့နေတယ်ဆိုတော့ဒါမန်စီးနဲ့လီဗာပူးကိုနိုင်မှာမလားမန်စီးတီးနဲ့လီဗာပူးတော့ခက်ခက်ခဲကန်ရမှာပဲဒါပေမဲ့1-0လောက်နဲ့တော့ကတ်နိုင်သွားမယ်ထင်တယ်1-0လောက်နဲ့ဟုတ်ကဲ့ကတ်နိုင်သွားမယ်ထင်တယ်ဟုတ်မန်စီးတီးနဲ့လီဗာပူးရှိတယ်ဒါညီလေးဂျာပရိသတ်တယောက်အနေနဲ့ဘယ်အသင်းနိုင်မယ်ထင်လဲဘယ်အသင်းနိုင်မယ်ဆိုလဲအခုဖောင်ရဆိုရင်တော့လီဗာပူးကလည်းနည်းနည်းတိုင်ပတ်နေပြီမဲ့မန်စီးတီးပဲနိုင်သွားမယ်ထင်တယ်မန်စီးတီးကလည်းသူတို့ဖလားရောက်ကိုရုံးရမှာဆိုတော့လေအာယူတော့ဒီတိုင်းပေးမယ်မထင်ဘူးဟုတ်တယ်နော်မန်စီးတီးပဲနိုင်စီချင်ပါတယ်ဘယ်ကူလောက်ဖြစ်သွားမယ်ထင်မန်စီးတီးသူတို့ကတော့ဂိုးတော့ပေါ်မယ်ထင်တယ်ဖြစ်နိုင်3-1 3-2အဲ့လောက်ပဲနေရိုးရလက်နဲ့ပဲနိုင်သွားမှာမန်စီးတီးအာဆင်နယ်နဲ့ဝေးကွာမသွားဖို့အတွက်သူကလီဗာပူးကိုနိုင်မှရမှာလို့ထင်လဲမန်စီးပရိသတ်ဆိုတော့မန်စီးပရိသတ်ဆိုရင်အဲ့ပွဲတော့မလို့မန်စီးကလီဗာပူးနဲ့တွေ့ရင်ရုံးကန်တော့တော်ကြာပြီတော်ကြည့်တောက်လျှောက်အဲ့ပွဲကြောင့်မှတူလောက်ပါပဲဒီမန်စီးနိုင်ဖို့တော့မလွယ်ဘူးနိုင်ဖို့တော့မလွယ်တကယ်မလွယ်အခုနောက်ပိုင်းပြတ်နေတဲ့ပုံစံနဲ့နိုင်ဖို့မလွယ်တော့တော်မှန်တူတော့မှအဲ့ပွဲမနိုင်ဘူးဆိုရင်တော့ဒါအာကြီးနဲ့ထပ်ပြီးအမှတ်ပြတ်သွားဖို့ရှိတယ်နော်ရှိတယ်အဲ့ပွဲရှိတယ်အာကြီးရဲ့ရှိကြောလာမဲ့ပွဲချက်ပေါ့ခြေကြောမဲ့ပွဲပါအဲ့လိုမျိုးလောက်ပဲရှိတယ်တေးကြတော့အဲ့ဖလားမရဘူးโอเคပါညီလေးဟုတ်အခုစီစဉ်ကိုတော့ဘောလုံးမွေးတွေကိုဓာတ်ရိုက်လိုက်ကြည့်ရှုနိုင်တဲ့ Go549 application က sponsor ပေးထားတာဖြစ်ပါတယ်